ဖြစ်တာရောဂါဖြစ်တာပထမတော့ နည်းနည်းရှိရမလဲကြာနေ2နှစ်လောက်ရှိ နှစ်လောက်ရှိနေဟုတ်အဲ့ဒါဘယ်လိုတွေခံစားနေရအကပြောသမ်းအောင်ကဲ အာရင်းလေးတုံးနေခေါင်းတွေမူးတယ်မလုံးနိုင်ဘူးခေါင်းမလုံး အလုံးလုံးမလုံးနိုင်ဘူးနော်စားလို့လည်းမရဘူး စားလို့ အိတ်လို့လည်းမရဘူး စားရတယ်အဲ့ ဟုတ်စားလို့ရအိတ်လို့ရပြောသွားပြီလားဟာပြောသွားပြီနော်စိတ်ညစ်ถ่ายပြောက်သွားပြီနော်ပထမညစ်နေတာလားကိုစားဖို့ကလည်းညစ်ရတာတစ်မျိုးအလုံးမလုံးနိုင်တဲ့ကျမ်းမာရေးတစ်မျိုးဆိုတော့ငွေကြီးတယ်အကုန်မကြက်တဲ့ဖြစ်ကုန်တာလေနော်ကိုဆိုဘာပြောဟိုမရှိရှိပြီးကျွန်တော်ထမင်းနဲ့ငါပြည့်ရည်နဲ့စားဘာမှအဆင်ပြေတယ်လေဟုတ်လားကိုစားလို့လည်းရပြီနော်ငါပြည့်ရည်တွေစားလို့ရပြီနော်ဘာမှမရှောင်တော့စိတ်သားတစ်မျိုးပဲရှောင်မင်းလားကျန်တာတွေအကုန်စားလို့ရပြီကိုမွေးတိုင်းဖာမွေးတိုင်းဖြစ်ပါစေလားနော်ကျန်မာနဲ့သာသနာတွေလည်းပြုနိုင်ပါစေလားအခုလိုမိသားစုလည်းစိတ်အခုမိသားစုတွေလည်းအကုန်စိတ်ချမ်းသာပါပြီမလားအကုန်လုံးအေးပါတော့ဆေးကြိုတို့ကြိုဆိုရင်ခဏခဏဟိုစိတ်ုံတက်ရတယ်သူဆေးရုံလည်းမတက်ရတော့ဘူးကပတ်စံလည်းမကုန်တော့ဟုတ်လားတက်ရရင်သိတယ်ဒါမှမလားဟိုမှာပြဿနာတွေစိတ်ညစ်တာတွေအကုန်ပြောက်ပါစေနော်